The 40 Law of Power ဘာသာပြန် NSS ဆိုတဲ့စာအုပ်ထဲကတင်မြုံနေတဲ့အဓိကအမှန်တရား9ချက်ကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်။ကဘာကြီးကကြံကြောက်တဲ့သူတွေကိုဆူချင်းမြင်ပြီးတော့ရောသားတဲ့သူတွေကိုပြင်ပေးတယ်။တကယ်လို့မင်းရဲ့ရည်ရွယ်ချက်တွေဘလောက်ပဲဆင်ခြင်နေပါစေတစုံတစ်ယောက်ကဒါတွေကိုလင်းလင်းပြောင်းလဲသွားစေမယ်။မင်းဟာဘလောက်ပဲရရောပါစေတစုံတစ်ယောက်ကဒါကိုအလွယ်သုံးစားလုပ်မယ်။ဒါဟာစိတ်တကြမှုမဟုတ်ပါဘူး။ဒါဟာလက်တွေ့ပွားပါပဲ။ဒါပေမဲ့ဒီလက်တွေ့ကိုနားလေသူတွေဟာရှင်သန်ယုံနာမကပဲနဲ့လွှမ်းမိုးနိုင်မယ်။လွှမ်းမိုးသူတွေကသာကြံတဲ့သူတွေလိုက်နာကြမဲ့အစီအမင်းတွေကိုရွေးဆွဲကြမှာပဲဖြစ်ပါတယ်။ဒါဟာအမောင်ပချမ်းကဉာဏ်ပညာပဲဖြစ်ပါတယ်။မင်းကြောင့်မှသင်ယူတဲ့ဉာဏ်ပညာမဟုတ်ဘူး။မင်းမိဘတွေသင်ကြားပေးတဲ့ဉာဏ်ပညာမဟုတ်ဘူး။ဒါဟာတစ္ဆာဖော်မှုကနေတိဆောက်ထားတဲ့ရှင်းယုံခြင်းကနေချွန်ထက်လာတဲ့ရှင်သန်ခြင်းကနေတစ်ဆင့်ပြေဆုံးလာတဲ့အမောင်ပချမ်းကဉာဏ်ပညာပဲဖြစ်တယ်။တခြားသူတွေကသူတို့ရဲ့စိတ်ခံစားမှုတွေထဲမှာညှို့မြုပ်နေကြစေမင်းကတော့တွေ့ချက်နေမယ်။သူတို့တွေတရားမျှတမှုကြောင့်ညှင်းခုန်နေကြစေမှာမင်းကတော့အာဏာကိုနားလည်မယ်။သူတို့တွေတရားမျှတမှုတွေဆောင်ဆိုင်နေကြစေမှာမင်းကတော့ရလက်တွေကိုဖန်တီးနေမယ်။ကိုကျင်တရားနဲ့အာဏာဟာချိန်နှုန်းမျိုးမျိုးမှာလေးပတ်နေပြီးတော့တခြားသူတွေကိုဟန်ဆောင်ရုံနဲ့မင်းကိုသားကောင်းတကောင်ဖြစ်စေနိုင်တယ်။လူများစုကသူတို့ကိုထိန်ချုပ်ဖို့ဒီဇိုင်းထုတ်ထားတဲ့စီမင်းတွေတိုင်းကစားကြတယ်။မင်းကတော့ကိုယ်ပိုင်စီမင်းတွေကိုဘယ်လိုရေးဆွဲရမယ်ဆိုတာသင်ယူမယ်။ဒီအသိပညာဟာလက်နက်တစ်ခုပဲလက်နက်တွေကကာကွယ်နေသလိုဖြည့်ဆည်းနိုင်တယ်။မင်းကိုမင်းကာကွယ်ဖို့ရည်ရွယ်ချက်တစ်ခုအတွက်အသုံးဝင်တဲ့အာဏာကိုတည်ဆောက်ဖို့ဒီဉာဏ်ပညာကိုအသုံးပြုလို့ရတယ်။ကာကွယ်လို့မရတဲ့လူတွေကိုအကြက်ကင်ဖို့မဟုတ်ဘူး။ရမန်ချက်ကပြောအမြောက်လွှမ်းမိုးမှုဖြစ်ပြီးတော့တာမန်ရဲဆုံးမဟုတ်။ကိုကျင်တရားမရှိတဲ့ဥပဒေသားတွေကိုချင်းချင်းဖင်ရှားပြီးတော့ဘလို့ချက်တွေယူဆောင်ရမလဲ။အဓိက9ချက်ကိုကြည့်လိုက်ကြရအောင်။အနှစ်ချုပ်တဲ့တင်းရဲ့အပြည့်စုံစွမ်းရည်ကိုဘယ်တော့မှမဖော်ပြနဲ့။လူတွေတင့်ကိုရှော့တွဲမိအောင်ထားပါ။တင်းစွမ်းရည်အားလုံးကိုစောပြီးတော့ဖော်ပြတဲ့သူတွေဟာရန်သူတွေနဲ့ဝင်းရံခံရတတ်ပေမဲ့စွမ်းရည်ကိုဖျောက်ထားတဲ့သူတွေကတော့တင်တော်တဲ့အချိန်မှာဆုံးဖြတ်ချက်ချပြီးတော့ချီချီရောက်ရောက်တိုက်ခိုက်နိုင်မယ်။လူများစုကအတ္တကြောင့်သူတို့စွမ်းရည်ကိုပြတတ်ကြပြီးတော့ဒါဟာအာဏာမှုကိုဖြစ်စေတယ်။အနည်းချုပ်နဲ့ယူဟာကြားတဲ့စိတ်ငြိမ်မှုကိုကြံ့ကြံ့အောင်လုပ်ပါ။အရာတိုင်းကိုတင်တုံ့ပြန်ဖို့မလိုဘူး။သိစိတ်မှုဟာအာဏာခြင်းမဟုတ်ဘူး။တွက်ချက်မှုဖြစ်တယ်။တစုံတစ်ယောက်ကတင့်ကိုတိုက်ခိုက်လိုက်ပြီးတော့တင်ချက်ချင်းပြန်ပြောမယ်ဆိုလို့ရှိရင်တင်ဟာသူတို့ရဲ့တိုက်ခိုက်မှုကိုခံရလိုက်တာပါပဲဒါပေမဲ့တင်ကတိတ်ဆိတ်နေမယ်ဆိုလို့ရှိရင်အာနာဟာသူတို့စီကနေတင်စီကိုပြောင်းသွားမယ်တိတ်ဆိတ်မှုကလူတွေကိုသူတို့စိတ်ကူးနဲ့ဟာဝဲကိုဖြည့်ခိုင်းတာဖြစ်ပြီးတော့စိတ်ကူးရင်မှုကချင်းချောမှုကိုပို့ပြီးတော့ကြီးထွားစေပါတယ်အနည်းချုပ်တော့တွက်ချက်ထားတဲ့မိကိုမှုတွေကိုဖန်တီးပါတင်ကိုတင်မရှိမဖြစ်လောအပ်သူဖြစ်အောင်လုပ်ပါလူတွေကတင်သူတို့လောအပ်တာထက်သူတို့ကတင်လောအပ်တဲ့အခါမှာတင်ဆက်ဆံရေးကိုထင်ချုံနိုင်မယ်တင်တမတ်ခံရတဲ့အလုပ်ကိုပဲမလုပ်ပါနဲ့တခြားသူတွေမဖြေရှင်းနိုင်တဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်သူဖြစ်လာအောင်လုပ်ပါစားထွေးရခက်တဲ့တံမိုးကိုဖန်နေပါတကယ်အာနာကလောအပ်ခံရခြင်းကနေဆင်းသက်လာတာဖြစ်ပါတယ်မိကိုအားထားရခြင်းကနေဆင်းသက်လာတာမဟုတ်ပါဘူးအနည်းချုပ်လေးစကလုံးတွေကိုမဟုတ်ဘဲနဲ့အပြုံးပုံစံတွေကိုလေ့လာပါလူတွေပြောတဲ့စကားတွေကဘာမှမဆိုလိုပါဘူးသူတို့ထက်ခါလုပ်ပြတဲ့အမူအရာပုံစံကသာအရာရာကိုဖော်ပြတာပဲဖြစ်ပါတယ်လူတွေကသူတို့ရဲ့ရည်ရွယ်ချက်စွမ်းရည်နဲ့တစ္ဆာတရားကြောင့်လေညာတတ်ကြပေမဲ့အပြုမှုကတော့လင်လို့မရပါဘူးပုံစံတွေကဦးစားပေးမှုတွေကိုဖော်ပြတယ်ဦးစားပေးမှုတွေကဇယိုက်ကိုဖော်ပြတယ်ပုံစံတွေကိုမှတ်မိခြင်းအကျိုးတွေခံမှန်းနိုင်တဲ့စွမ်းအားရဲ့အခြေခံဖြစ်ပါတယ်အနည်းချုပ်ကစိတ်ခံစားမှုတွေကိုဆုံးဖြတ်ချက်ချတဲ့အခါမောဝအောင်မလုပ်ပါနဲ့ခံစားချက်အားလုံးကိုခံစားပါဒါပေမဲ့ဘာမှမပြပါနဲ့ရုပ်ထိတန်မှုနဲ့ဆုံးဖြတ်ပါစိတ်ခံစားမှုတွေကအချက်လက်တွေသာဖြစ်ပြီးတော့အမိန်ပေးချက်တွေမဟုတ်ပါဘူးတင်ဟာခံစားချက်တွေကိုဆုံးဖြတ်ချက်ဖြစ်သုံးပြီးရင်တင်ဟာကြိုတင်ခံမှန်းနိုင်တဲ့သူဖြစ်လာပြီးတော့ကြိုတင်ခံမှန်းနိုင်တဲ့သူတွေဟာအလွဲသုံးစားလုပ်တာခံရတတ်တယ်စိတ်ခံစားမှုတွေကိုခံစားခြင်းနဲ့စိတ်ခံစားမှုတွေကိုလှုပ်ဆောင်ခြင်းကြားကခြားနာကြဉာဏ်ပညာရှင်သာရနေရာပဲဖြစ်ပါတယ်အနည်းချုပ်ချောင်းအာနာရင်းမြစ်အမျိုးမျိုးကိုတည်ဆောက်ပါဝင်ငွေလွှမ်းမိုးမှုကိုပိုင်အမှတ်သားတစ်ခုတည်းသောအရင်မြစ်ကိုဘယ်တော့မှမမီခေါ်ပါနဲ့အရာအားလုံးဟာတနေရာတွေကနေဆင်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကတင့်ကိုပိုင်ဆိုင်သွားမယ်ဗျူဟာကြားတဲ့သူတွေဟာအပေါ်လိုအပ်ချက်တွေကိုတည်ဆောက်ကြတယ်ဝင်ငွေလမ်းကြောင်းမျိုးစုံကျွမ်းကျင်မှုမျိုးစုံဖြစ်ထွန်းအောင်လုပ်ကြတယ်လူတွေကတင့်မှာရွေးချယ်စရာတွေရှိတယ်လို့သိတယ်ဆိုလို့ရှိရင်တင့်ကိုပိုကောင်းအောင်ဆက်ဆံလာကြမယ်အနည်းချုပ်ခွန်ကိုယ်စကြောင်းကိုနိုင်အောင်ထိန်းချုပ်ပါစကြောင်းကိုပြောတဲ့သူဟာစကြောင်းကိုဘယ်လိုနားလည်ရမလဲဆိုတာသိပြီဆိုလို့ရှိရင်ဒါထိန်းချုပ်လို့ရတယ်လက်တွေ့ရေးမကြည့်ပါဘူးလူတွေရဲ့ထင်မြင်ချက်ကသာရေးကြည့်ပါတယ်ပြီးတော့ထင်မြင်ချက်ကိုစကြောင်းကနေပုံပေါ်ပါလူများစုကတခြားသူတွေကိုသူတို့စကြောင်းပြောခွင့်ပေးကြတယ်ဉာဏ်ရှိသူတွေကတော့သူတို့ကိုယ်တိုင်ဆက်အကြောင်းအရာကိုပဲဦးစားပေးတယ်စကြောင်းကိုထိန်းချုပ်နိုင်တဲ့သူဟာသူ့ဘဝစကြောင်းရဲ့အဓိကစာရေးဆရာဖြစ်လာပါမယ်
ဒီအမှန်တရားခုနှစ်ချက်ကြံကြုတ်ဖို့အကြောင်းမဟုတ်ဘူးအာနာတကယ်တမ်းဘလို့အလုံးလုံးလဲဆိုတာကိုနားလည်ဖို့အကြောင်းပဲဖြစ်ပါတယ်အာနာသူ့ကိုယ်ပိုင်စင်းမြင့်တွေကိုလိုက်နာတယ်ဒီစင်းမြင့်တွေမရှိဘူးလို့ဟန်ဆောင်ပြီးတော့ဒါတွေကိုနားလေသူတွေရဲ့သားကောင်ဖြစ်သွားနိုင်တယ်ဒါမှမဟုတ်ဒီစင်းမြင့်တွေကိုတင်ယူပြီးတော့မြင့်လောခြင်းတဲ့ဘဝကိုတည်ဆောက်ဖို့အသုံးချနိုင်တယ်ကောင်းခြင်းဆိုခြင်းရွေးချယ်မှုဟာမင်းရဲ့လက်ထဲမှာပဲရှိပါမယ်